င်္ဂလာပါရှင်ဒီနေ့မှာတော့မမင်းတို့ဆိုင်မှာအမေအများဆုံးဖြစ်တဲ့ air fryer နဲ့ oven ရဲ့ကွာချက်ချက်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ air fryer ဘယ်လိုလုပ်လို့လဲဆိုတော့သူ့ရဲ့အပေါ်ဘက်မှာအပူပေးကွိုင်နဲ့ပန်ကာပါတာမို့လို့လေဘူးနဲ့ချက်တဲ့အခါလေဘူးတွေကိုအိုးအနှံအမြင်ပြတ်နေစီပါရဲ့ရှင် air fryer ကနေရာကျင်းတဲ့အတွက်အပူပြတ်တာမြန်လို့ချက်ပြုတ်ရတာပိုမြန်ပြီးတော့မီတာကလည်းပိုပြီးတော့တက်တာပါတယ်ရှင်snack အနေနဲ့လှုပ်ရှားမယ်ပမာဏနည်းနည်းပဲလှုပ်ရှားမယ်စီမလို့ပဲကျွတ်ကျွတ်ရွစားချင်တဲ့သူတွေအတွက်ဆိုရင်တော့ air fryer ကရွေးချယ်ဖို့တင့်တော်ပါရဲ့ရှင်oven ကတော့အပေါ်နဲ့အောက်မှာရှိရဲ့အပူချောင်းကနေတဆင့်အပူကိုဖြည်းဖြည်းချင်းထုတ်ပြီးချက်ပေးပါရဲ့ရှင် commercial oven ဆိုရင်တော့ပန်ကာပါတစ်ခါတည်းပါရဲ့အတွက် air fryer လိုမျိုးလေဘူးနဲ့လည်းချက်လို့ရပါရဲ့ရှင် air fryer ထက်ပမာဏများများပိုးဆန်းတာမလို့မိသားစုနဲ့အတူမုတ်လို့စားမယ်ပမာဏများများချက်စားမယ်ဆိုရင်တော့ oven ကအဆင်ပြေပါရဲ့ရှင်ကိတ်မုတ်တွေပမုတ်တွေကူကီတွေလှုပ်စားမယ်ကြာကြာกินရတဲ့အသားကင်တွေလှုပ်စားမယ်ဆိုရင်တော့အကြက်ညီညာဖို့အတွက် oven ကိုသုံးတဲ့အခါပို့ပြီးတော့တင့်တော်ပါတယ်ရှင်ကဲအဲ့တော့ air fryer နဲ့ oven ကိုရွေးချယ်ခက်နေတဲ့ကကလေးတို့အတွက်အခုမင်းပြပတ်ပေးသွားတဲ့အချက်လေးတွေကိုထည့်သွင်းစဉ်းစားပြီးတော့ရွေးချယ်လို့ရပါတယ်နော်အသေးသေးသိရှိချင်တယ်ဆိုရင်တော့မင်းတို့ရဲ့ချက်ပေါက်ကနေလည်းမမြင်နိုင်တယ်လို့ Viber ကနေလည်းမမြင်နိုင်ပါရဲ့ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်